မြန်မာပြည်မှာကျတော့အသီးနှံပူစားပြလို့မိတော့ခဏတော့ဘယ်လိုဖြစ်နေလဲသူကအနားစားကျမအဝါစားဟုတ်ပြီမကောင်းလို့မရှိတော့သူ့အောင်လို့ခေါ်အဲ့တော့ချက်တာလေအဲ့လိုတရားရတာပေါ့ရှင်းမလက်မပါဘူးဆိုတော့ကျမဖောက်ပေးခြင်းဖောက်ပေးတယ်ကိုယ်သူ့စာမပြန်တော့ရတယ်ဒီတည့်ရဲ့ကြီးဖြစ်ပြန်တာတဲ့အဲ့ဒါလို့ဟိုငါရေးစားရှိရလို့မပြောဘူးလေရှိရမယ်သူရှိနေပြီပဲပြောလိုက်တာလေအော်ဟုတ်လားအေးဟုတ်တယ်ရတဲ့လူနဲ့တွေ့လို့ရှိရင်လည်းတဲ့အဲ့လိုရာဒီမှာအရွက်တိုက်ခဲ့ပုံစံမျိုးဟုတ်တယ်လေးတဲ့ဘယ်ပလေးလို့ရမလဲသူပဲယောက်ျားရမကောင်းမိန်းမလည်းမကောင်းအဲ့တော့မှသူလည်းပါညမိန်းမမဟုတ်လားရှင်မိန်းမကျမ